ပါစံတင်တဲ့ကြောင်းနီကျိုးဆိုလိုက်ပါတယ်ဒီနေ့ဆိုလို့ရှိရင်တော့ကိုတေးခရိုက်ပါတင်တာ9ရက်မြောက်နေ့ရှိပြီเนาะအဲဒါကြောင့်မလို့ရှေ့က day 1 day 2 day 3 day 4 day 5 day 6ဒီစားတဲ့ဒီပေါ့เนาะ day 6အထိ day 1နဲ့ day 6အထိတခြားပြန်နေထားပါပြီးလို့ရှိရင် day 7လေးကိုကြည့်ကြပါဦးเนาะကဲဒါဆိုရင်ဟာကြီးမဲမှာရှော့စားကြရအောင်King Q 0ရှာဆိုတာဘာလဲဆိုတော့အရေးပေါ်ကားတွေကိုဦးစားပေးခြင်းနဲ့ Q ရှာဆိုလူနာတင်ကားလို့နားတို့လူနာတင်ကားလို့ပုံစံမျိုးပေါ့နော် King Q 0ရှာအရေးပေါ်ကားတွေရတဲ့ဇက်ခင်းရှိတဲ့အီတတိုခီနီဝဒီနီကလာတဲ့အခါမှာစုကီနိုရောနာအောက်ပါအချက်လက်တွေဟိုတဲ့နီလန်းဒီအတိုင်းနဲ့ King Q 0ရှာဒီအရေးပေါ်ကားတွေကိုပေါ့နော်ရှင်းလို့ယူစုလမ်းဖယ်ပေးရမယ်ဆိုနိုစုကိုသူတို့ရဲ့တွာလာရေးကိုစမနာခေနာယောနီရှိနာခေရပါဤခေမှာဆိုသူတို့ရဲ့တွာလာလှုပ်ရှားရေးကိုကိုရီးယားနှောက်ယှက်မပြုအောင်ဘူးခိုးစာတန်ဒီလမ်းဆောင်လမ်းကွာတွေဒီဖူကင်းအနီးတစ်ဝိုက်ဒီလမ်းဆောင်လမ်းကွာတွေလမ်းအနီးတစ်ဝိုက်ဒီမှာဆိုလို့ရှိရင်ခိုးစာတန်ကိုစခဲ့တဲ့ဒီလမ်းကို꿰လိုက်တဲ့အခါမှာဆိုလို့ရှိရင်တို့တော့လမ်းရဲ့ဟီတာဒီကာဝနီရတဲ့ဘယ်ဘက်ကိုကပ်ပြီးတော့အချီချီတဲရှိကိုရှိမယ်ဘယ်ဘက်ကိုကပ်ပြီးတော့ရဲရပါမယ်ခိုးစာတန်းလမ်းဆောင်လမ်းကွာတွေဆိုနိုဖူကင်းဤကိုင်းဒီအဲ့ဒီလမ်းဆောင်လမ်းကွာအပြင်တခြားနေရာတွေရောပေါ့နော်တို့တော့လမ်းမရဲ့ဟီတာဒီကာဝနီရတဲ့ဘယ်ဘက်ကိုကပ်ပြီးတော့ရှင်းလို့ယူစုဒီမှာလမ်းဖယ်ပေးရပါမယ်အဲ့ဒါပြီးတော့ခုနကအဲ့ဒီအချိန်ဒီမှာဆိုလို့ရှိရင်ဒီရက်တက်နာစီကန်းဒီနောက်မရက်တန့်ရဘူးရက်တန့်ရမယ်လို့စီကန်းတော့မထုတ်တော့ဒါပေမဲ့အခြေအနေရပေါ့နော်ဘာလို့လဲဆိုရေးပေါ်ကားလာနေမှာတော့ကိုကသူတို့အနောက်ရှေ့မပြောင်းလုပ်ပြရမယ်လေခုနကအဲ့ဒီအခြေအနေမှာအချီတဲရှိရက်တက်နာကားတဲ့ခဏရက်တက်နာကကင်းမှုဆွခဲတာတဲ့ဤမှာဆန်ကဒီပေါ့နော်ဘယ်လိုပြောရမှာလဲဆိုခဏရက်တက်နာကဒီဥဝရေရတောင်ဝင်ရစီကန်းရဒီရက်တက်နာမဟုတ်ပေမဲ့တဲ့ဂျော်ခီယိုနီဒီအခြေအနေအိုကြီးတဲ့အခြေအနေကိုလိုက်ပြီးတော့ဘယ်လိုပြောမလဲမီးစင်ကြီးကတာဆိုတဲ့စကားနဲ့တူတူပဲပေါ့နော်အခြေအနေကိုလိုက်ပြီးတော့အချီချီတဲရှိခဏရက်တက်ရမယ်တဲ့ QQ ကြီးတို့ရအရေးပေါ်ကားတွေရဲ့ဒီစကိုသွားလာရေးကိုစမတာခေနာယောနီရှိမရှော့ဒီအရေးပေါ်ကားတွေရဲ့သွားလာလှုပ်ရှားရေးကိုတို့တွေအနှောက်အယှက်မဖြစ်အောင်ဘေးကနေပြီးတော့လေအလိုပေါ့နော်ကုညီတာပေါ့တူတူပါပဲနှောက်အယှက်မဖြစ်အောင်နေပေးတာဆိုလေဤပိုကိုရိုပေါ့နော်ဒီတလမောင်းနေတောင်မှဟီတာဒီကာဝနီရတဲ့ဘယ်ဘက်ကိုကပ်ပြီးတော့လမ်းဖယ်ပေးရတာကအခြေခံပေါ့နော်စီကန်းဆိုပြီးမဲ့တဲ့ဟီတာဒီကာဝနီယောဒုကအတဲ့ဒီပေါ့နော်ဘယ်ဘက်ကိုကပ်ပြီးတော့ဒီအရေးပေါ်ကားတွေလာလို့ရှိရင်ပေါ့နော်စုဘယ်ဘက်ကိုကပ်ပေးရတာကတော့အခြေခံစီကန်းဖြစ်ပေမဲ့ပေါ့နော်ဒီကလို့ဟီတာဒီကာဝနီဘယ်ဘက်မှာဒီခင်းကျူကြီးလို့ရှာအရေးပေါ်ကားလာတဲ့အခြေအနေဆိုလို့ရှိရင်ပေါ့နော်တို့ကစမတာခဲနာစမတာခဲတူနာရုယောနာပါဒီပေါ့နော်ရေဘော်ကားဒီအဲ့လိုအနောက်ရှက်မဖြစ်အောင်လို့မီကီနီရောတဲ့ညာဘက်ကိုကပ်ပြီးလမ်းဖယ်ပေးရမယ်အမှန်တကယ်တော့တို့ကဘယ်ဘက်ကိုကပ်ပြီးတော့ဒီလိုလမ်းဖယ်ပေးရမှာကတလမ်းမောင်းနေမှာဆိုလို့ရှိရင်ဘယ်ဘက်ကိုကပ်ပြီးတော့လမ်းဖယ်ပေးရမှာစီကပ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီတလမ်းမောင်းဘယ်ဘက်မှာဆိုလို့ရှိရင်အရေးပေါ်ကားတွေကလာနေလို့ဆိုလို့ရှိရင်ညာဘက်ကိုကပ်ပြီးတော့လမ်းဖယ်ပေးရမယ်တောင်းဝင်ရှိတယ်တဲ့ဒါဆိုလို့ရှိရင်အောက်ဆုံးကကျတော့ star ပြတ်လာအရေးကြီးတဲ့ပိုင်းရောက်ပြီခင်ကျူဂျီရိုရှာဆိုအရေးပေါ်ကားတွေဒီလမ်းနေမှာမီကီကာဝါနီဒါရှိတဲ့ညာဘက်အတိုင်းသူတို့သွားလာနိုင်နေတဲ့ညာဘက်အတိုင်းပေါ့နော်ညာဘက်အပိုင်းစုကိုစုတခုတို့ကတည်းကသွားလာနိုင်နေတဲ့စွနိုးရောနာအဲ့ဒီလိုမျိုးအခြေအနေကတဲ့တိုင်ကိုရှာဆန်းကာဝါပေါ့နော်ဒီမျက်နှာချင်းဆိုင်ကိုစုကိုစုတို့မောင်းနေတဲ့ခရူမမူကားတွေပေါ့နော်ခရူမမူကားတွေတို့လမ်းနေရတဲ့ကာဝါနေရွတ်တဲ့ဘယ်ဘက်ကိုကပ်ပြီးတော့ယူဇူရှင်းလို့ယူဇူဖဲပေးဖို့ကဒီမှုကအဒီမှာတောင်းဝင်ရှိတယ်ဒီအရေးပေါ်ကားတွေကတော့အရေးပေါ်လမ်းရဲ့ဒီညာဘက်ကိုထွက်ပြီးတော့လဲမောင်းနေနိုင်တယ်အဲ့ဒီလိုအခြေအနေရှိလို့ရှိရင်နည်းနည်းချင်းဆိုင်ကားတွေရှိတယ်အဲ့ကြလို့ရှိရင်တို့တွေကဘယ်ဘက်ကိုကပ်ပြီးတော့လမ်းဖယ်ပေးရပဲတောင်းဝင်တို့မှာရှိတယ်မကြည့်ဒါဆိုလို့ရှိရင်ခိုးစာတန်းတော့တဲမရဲ့ဒီပေါ်တော့ဒီလမ်းစုံလမ်းကွာရဲ့ရှေ့မှာအကြီးတဲရှိဒါဆိုခဏရက်ထားတာဒါဆိုလို့ရှိရင်ခိုးစာတန်းကိုတက်ရှိတဲ့
ဒီလမ်းစုံလမ်းကွာမှာဒီထွက်ဖို့မှာခဏရဲထားတာဒါဆိုလို့ရှိရင်အရေးပေါ်ကနေတာကြတော့ဒီဘက်ကပ်လဲအရေးပေါ်ကတင်းသွားမှာအဲဆိုခုစားတန်ဒါကြကိုလမ်းစုံလမ်းကွာမှာဒီဘောနော်ခဏရက်တန်ထားတဲ့ကားလေးဖူမီကြီးဒီနော်စူကိုဒီဖူမီကြီးဒီဆိုတာပေါ့နော်ရထားလမ်းနေစူကိုဆိုတော့လာရေးပေါ့နော်ရှာတိုင်းတော့โอเคထရက်ကူကအဒီခံကြီးမားတဲ့ဒီခံကိုယ်ရရှိတဲ့ထရက်ကားတွေရတဲ့ဖူမီကြီးဒီရထားတွေဒီရထားလမ်းမှာပေါ့နော်ရုရှားတို့ရထားတွေနဲ့ရှော့တို့စုတယ်ဗျဒီတိုက်မှုဖြစ်လို့ရှိရင်အိုခုတော့ဒီအများစုကပေါ့နော်ရှီရှောရှာအိုရှီရှောရှာဆိုတာကကြတော့လူသေးတာတွေထန်ရန်ရတာတွေဒါဆိုဂျူရန်ဂျီကိုနိစနာကာရီမတ်ကာရာဒီပေါ့နော်ရထားနဲ့ဒီဒိုထွက်ကားတွေနဲ့ကားတိုက်မှုဖြစ်လို့ရှိရင်တည်တဲ့လူတွေထန်ရန်ရတဲ့လူတွေအများပြဖြစ်ပွားပြီးကြီးမားတဲ့မတော်တဆမှုတွေနဲ့ဆက်နေတဲ့အတွက်ကြောင့်ရောဒီရန်ထပ်ပေါ့နော်အီဆိုရှင်ချူနာဒီဂယူရစတိတိချာချာအွန်တန်ကမောင်းနှင်ဖို့ဟီဆိုရောဒတ်လိုအပ်ပါတယ်ဒီမှာလေရထားလမ်းကိုစစ်ဆေးနေတာရထားလမ်းကြီးရှိမှဒါခဏရက်တက်သူကဒီမင်းအန်ဇာခခုနီလောက်တယ်အကုန်လုံးကိုကြည့်ရှစ်တက်ကိုလည်းကြည့်ဘေးကိုလည်းကြည့်တယ်ဒါကကြမီးပွိုင်ပေါ့နော်ဖူမီကြီးဒီရထားလမ်းတွင်းကိုဒီရှင်နီစတဲဝါအခဲနိုင်ပါဒီရထားလမ်းတွေကိုဝင်လို့မရတဲ့အခြေအနေခေဟိုခီဆိုတာဗာလဲဆိုအချက်ပေးခေါင်းလောင်းစတင်မြည်တဲ့အချိန်နေရှာတန်းခီကအိုရီတိုင်မဒီလမ်းတားတဲ့ဟာရှိရလေတကားပိတ်တဲ့ဟာပေါ့နော်လူရထားတွေပါလေလာလို့ဆိုလို့ရှိရင်အရှိရလည်းပိတ်နောက်ကလည်းပိတ်တယ်လေအကုန်ပိတ်တယ်လေအဲ့လိုပိတ်တဲ့ဟာစတဲ့အချိန်ရဲ့တဲ့အိုရီတေဤပိတ်နေတဲ့အချိန်မှာပူမီကြီးရထားတွင်းမှာပေါ့နော်ရှင်နျူရှိတဲ့အခေမဆန်းဒီဝင်လို့မရပါဘူးတဲ့ရထားလမ်းတွေဖူမီကြီးတော့ရထားလမ်းကစကီနီအရင်ကဒိုးတော့လမ်းရထားလမ်းရဲ့ဘေးမှာပေါ့နော်ဂျူလိုက်နာဆိုတာကြီးမားတဲ့ဒီရှုပ်ထွေးမှုတွေဖြစ်တယ်ပေါ့နော်ရှုပ်ထွေးမှုတွေဖြစ်တယ်ဒီရထားလမ်းရဲ့ဘေးမှာအဲ့ဒီဖူမီဂရီရထားလမ်းကိုရှင်သူစုတို့ဝင်လိုက်တဲ့အချိန်ကမှဖူမီဂရီနိုင်တဲ့ဒီရထားလမ်းထဲမှာဥကောခီကတူရဲနခုနာရုအဆိုရဲကအဒီမဲ့ဒီရထားလမ်းထဲကိုဝင်တဲ့အခါမှာဒီလှုပ်ရှားသွားလာမှုကမလုံးနိုင်တော့ဘဲနဲ့အန်ရရှိတဲ့အခြေအနေတွေရှိတယ်နော်ဖူမီဂရီဒီရထားလမ်းထဲမှာရှင်သူစုတို့မှဒီရထားလမ်းထဲကိုမဝင်ရင်ခနာရစုမဖြစ်မနေဖူမီဂရီတော့ဒီရထားလမ်းရဲ့ပေါ့နော်စကီအရင်ဒိုဂျောအပါတိုးရိုဂျော်ကျော်ဒီတော့လာလှုပ်ရှားမှုကိုစစ်ဆေးရမယ်ရထားလမ်းနဲ့ထရက်ကူနော်ဟိုင်ဒူဒီထရက်ကူဆိုထရက်ကားကိုပေါ့နော်ဟိုင်ဒူဒီမောင်းနေတဲ့အထက်ထရက်ကားနဲ့အထဲထဲကိုဝင်တဲ့အခါမှာဂျူဝန်းကလုံလောက်တဲ့အနေထားဆိုလုံလောက်အောင်ရက်စရာရက်လို့ရအောင်အနေထားတစ်ခုရှိမရှိစတိုက်ဒီဟာရှိမရှိစစ်ဆေးရမယ်တကယ်တော့ဘာရှော့ကနိုင်ပါယူပါဒီပေါ့နော်ရက်စရာအနေထားကလည်းမရှိတဲ့အခြေအနေဆိုလို့ရှိရင်ဇက်တိုင်းကြီးလုံးဝဖုံမကြီးဒီရထားလမ်းကိုရှင်းညူရှိတယ်ဝအခေမဆန်ဝင်လို့မရပါဘူးတဲ့ဝင်လို့မရပါဘူးဒါဆိုလို့ရှိရင်ရထားတဲ့ဟိုဒီရက်စရာလမ်းမရှိဘူးဒါပေမဲ့ဝင်လာဒါဆိုလို့ရှိရင်ဗာများတယ်အန်နေရများတယ်လေဒါဆိုလို့ရှိရင်ရထားလာနေတာဖုံမကြီးဒီနော်ဒီရထားလမ်းဒီသွားလာတယ်ပေါ့နော်ဟိုနီလာဖူမီကြီးဒီနော်နက်ကဖူမီကြီးဒီခါချူဒီရထားလမ်းထဲမှာပေါ့နော်ရထားလမ်းတွေသွားလာအင်ဂျင်ရက်တက်နဲ့အခါတဲ့အင်ဂျင်ပေါ့နော်အင်ဂျင်ရက်တက်နာတွေကိုဘယ်လိုလဲကာကွယ်ဖို့ပေါ့နော်ဘိုးရှိစရုတမန်ဒီကာကွယ်ဖို့တဲ့ဖူမီကြီးနိုင်တဲ့ဒီရထားလမ်းအတွင်းမှာဟန်းဆိုကူဆယ်ဆိုဒီအရှိန်ဟန်းဆိုကူဆိုတာကဒါပါလဲဆိုတော့ဂီယာပေါ့နော်ဂီယာဟန်းဆိုကူဆိုတာကကြတော့ဂီယာကိုနော်ဟာစရှင်ရှိတယ်လို့ဂီယာနဲ့ဘောတော့ဆိုအရှင်နဲ့ထွက်ခွာတဲ့အခါမှာဒီဘုံတိတ်စုကူဆိုတာတိတ်စုကူဂီယာဆိုတာဂီယာအနှိမ့်ပေါ့နော်ဂီယာအနှိမ့်နာနဲ့ပေါ့နော်ဂီယာ
ဂီယာနိုင်နာကိုအသုံးပြုပြီးဆိုနမမအဲ့ဒီအတိုင်းပဲစုကရှိမှသွားလာမယ်ဖြတ်တန်းရမယ်ဟိုကိုရှလမ်းလျှောက်တဲ့သူတွေစပိန်စီးတဲ့သူတွေတိုင်းခိုးရှဆိုတာကကြတော့ဒီပေါ့နော်ဒီလက်တွန်းလဲတွေဝချွီရှိနာငါတတိထားရင်းနေတဲ့ရာကူရင်ရှိနာယောနီဒီလမ်းမေးပြုတ်ကြတာတွေပေါ့နော်လမ်းမေးပြုတ်ကြတာတွေအဲ့ဒါတွေကိုပေါ့နော်ချူအိုဒီအလေလမ်းမေးပြုတ်တိတိချာချာ view စိုက်ရမယ်ပေါ့နော် view စိုက်ပြီးတော့တဲ့ဒီချူအိုဒီဆိုအလေတက်တဲ့ကိုပဲကိုကမောင်းနေရမယ်လေသွားလာမယ်ယထာဆိုတော့ဖုန်မိကြီးဒီနိုင်တဲ့ဒီယထာလန်အတွင်းကိုဒီယထာလန်အတွင်းကိုပေါ့နော်ယထာလန်အတွင်းမှာဥဂောခိကတိုရဲနခုနတ်တဲ့တုခိဆိုချီဒီပေါ့နော်ယထာလန်အတွင်းထဲမှာလှုပ်ရှားလို့မရတဲ့အခြေအနေမှာလောရမယ်ဆိုချီလှုပ်ဆောင်ချက်တွေပေါ့နော်ဖူမိခိနိုင်တဲ့ဒီယထာလန်အတွင်းထဲမှာဥဂောခိကလှုပ်ရှားတာကတူရဲနခုနတ်တုခိလှုပ်ရှားလို့မရတဲ့အခါပေါ့နော်စုကုနိချက်ချင်းစုကုနိအောက်ပါဒီဆိုချီလှုပ်ဆောင်ချက်တွေကိုတူရီမှာရှောလှုပ်ဆောင်ရမယ်ခေဘိုခိဆိုတာကကြတော့အချက်ပေးခေါင်းလောင်းရှိတဲ့ဒီဘောနော်ဖူမီဂီဒီတဲ့ဝိုင်ဒီယထာလန်နေမှာဆိုလို့ရှိရင်ခေဟိုခိအချက်ပေးခေါင်းလောင်းဟာရှိနာတို့တက်ဆင်ထားတဲ့တူရဲစုကုတက်ဆင်ထားတဲ့ပေါ့နော်အချက်ပေးခေါင်းလောင်းတက်ဆင်ထားတဲ့တိုင်ဒီမှာဆိုလို့ရှိရင်ဟီကျော်အိုရှိတာစေဗိုတန်အရေးပေါ်ခလုတ်ကိုနှိပ်ပြီးတော့အသုံးပြုရမယ်နံပါတ်2ကကြတော့ဟီကျော်အိုရှိတာစေဗိုတန်ကနိုင်ပါအာအီနီဝါတဲ့အရေးပေါ်ခလုတ်မရှိတဲ့ဒီပေါ့နော်အခြေအနေမှာဆိုတော့ဘာလို့ရမှာလဲဆိုတော့ခရူမာနီကာမှာဆွနာအတအီရုတက်ဆင်ထားတဲ့ဟာဆူအန်ဒိုနာဒိုဆိုတာဗာလဲဆိုတော့မီဘန်းတွေကိုပေါ့နော်ရှော့ရှိတဲ့အသုံးပြုပြီးတော့ဒခိတူတာကေတက်နိုင်တာလောက်ဟာယာခုညံရုရှားနိဒီယထာကိုပေါ့နော်ဘောကာဒူယောနိနားလေလွယ်အောင်အိုက်ဆိုရှိမှအချက်ပြရပါမယ်တဲ့အဲ့ဘာနဲ့လေမိဘနဲ့အချက်ပြရမှာတဲ့အဒီဟာဆူအန်ဒိုနော့စကိုင်ခတ်တာဒီမိဘအသုံးပြုနေကိုဘောကာရနိုင်လို့နားမလဲလို့ရှင်တက်ခိဆဆွနာတိတိကျကျပေါ့နော်ဆိုချီလှုပ်ဆောင်ရမယ်နီလန်းတွေကိုပေါ့နော်လှုပ်ဆောင်ရမယ်နီလန်းတွေကိုတော့တိထားဖို့လိုအပ်တဲ့အတွက်ကြောင့်နဲ့ဟာဆအန်တိုနော်တရာရှိစကိုင်ခတာဒီမိဘအသုံးပြုကိုတဲ့ရှုတော်ကူရှိတဲ့ okay မှာဆိုလေ့ကျင့်ထားရမယ်တဲ့မတ်တနောက်တဲ့ရှာနိုင်တော့ဒီကာအတွင်းထဲမှာဟာဆအန်တိုကဒီမိဘပေါ့နော်ဆွနာအဲဆုခက်တဲ့ဒီတက်ဆင်ထားတဲ့အရုပါရှောနေရာကိုလည်းပဲခခုနေရှိတဲ့ okay မှာရှောတိထားမယ်စစ်ဆေးထားမယ်ဒီမိဘကတော့ကားရဲ့ရှေ့ပိုင်းမှာထားတာလားနောက်ပိုင်းမှာထားတာလားဘယ်နေရာထားတာလဲဘယ်တဲ့အုပ်ထဲထားတာလဲဘယ်လိုထုတ်ပိုးထားတာလဲဆိုတာကိုကအရေးတကြီးရင်အလွယ်တကူယူလို့ရအောင်လို့ပေါ့နော်အဲ့ဒါတိထားရမယ်နံပါတ်3ဒီခေဆိုအန်ခီကနခတာလီစကိုင်းခိတဲ့ဒီသုံးနေမတက်ပစ္စည်းပြတ်သွားတာတို့ပစ္စည်းကကုန်သွားတာမပါတာတို့ဆိုလို့ရှင်ဘာလို့ရမှာလဲဆိုတော့ခဲမူရီနော်တရားစွီခဲမူရီဆိုတာဗာလဲမီကိုထွက်လွယ်သောပစ္စည်းတွေကိုမိုရစွီဒီပေါ့နော်မီလောင်လွယ်တဲ့ပစ္စည်းတွေကိုမီရှို့ပြီးတော့ရုရှားရဲ့ဒီယထာကိုအချက်ပြရမယ်ပေါ့နော်အဲ့ဒါကဟာဆိုအန်ဒိုမပါတဲ့အချိန်မှာဓမ္မကြည့်တာဆိုလို့ရှိရင်နံပါတ်1ဒါသူကအချက်ပေးခေါင်းလောင်းပါတယ်လေအချက်ပေးခေါင်းလောင်းရေးပေါ်ဒီတိုင်မှာပေါ့နော်အချက်ပေးခေါင်းလောင်းပါတယ်အဲ့ဒါကိုနှိပ်နေရဒီပုံလေးကကြတော့ဟီကျော်အိုရှိလာစေဗိုတန်နိုင်ပါအိုင်အရေးပေါ်ဟာမပါတော့အခါကျတော့သူကဒီမဲ့မိဘကိုအသုံးပြုပြီးတော့ယထာကိုပြတယ်ခိုးဆိုကူတိုးတို့ဒီပေါ့နော်အညလန်းအမြင်မှာဒီစုပ်ကိုမောင်းနေတာလေးပေါ့နော်ခရူမနော်တန်ကန်ကားကိုစစ်ဆေးမယ်ခိုးဆိုကူတို့ဒီအညလန်းလေးမှာစုကိုစရုဘာအာယူဟာဒီမောင်းနေနိုင်တဲ့အခါမှာနော်နန်ရီယိုဆိုတာစီလုံလောက်မှုပေါ့နော်နန်ရီယိုစီလုံလောက်ရေခယာကူဆူီဆိုတာကじゃရှေတိုင်ကြီးအင်ဂျင်အိုယူဆိုတာကကြတော့အင်ဂျင်ဝိုင်းဖုဆိုကူရောဒီပေါ့နော်အင်ဂျင်လုံလောက်လားမလုံလောက်လားတဲရှိစုရုခုတ်တိုကနာယောဒီ
တဲ့ရက်တက်နဲ့အခါမှာပေါ့နော်ရက်တက်နဲ့မဖြစ်ရက်တက်နဲ့ဒီအင်ဂျင်ဝိုင်ကုန်ပြီးတော့ပေါ့နော်တချို့တွေဆိုရှိရလေလမ်းဘေးမှာကားတွေပြတ်သွားတာကားတွေကျသွားတစ်ခုပြတ်သွားအဲ့ဒါတွေကိုမဖြစ်အောင်နဲ့တကူနီအထူးသဖြင့်စုကီတော့တန်းကန်အောက်ပါအချက်လက်တွေကိုပေါ့နော်ဒီဆိုယောဂအာဒီမတ်လိုအပ်ပါတယ်အောက်ပါအချက်လက်ဘယ်နှချက်ရှိလဲကြည့်ကြည့်မယ်ဘယ်နှချက်ရှိလဲဆိုတော့ဘယ်နှချက်ရှိလဲဆိုတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ဒါလည်းရေးကြီးလို့ပေါ့နော်6ချက်9ချက်ဒါလည်းအရေးကြီးပါတယ်နော်ဒီ9ချက်ကတရားကြည့်ထားပါကဲစပြောမယ်နာရီယောနော်ရီယောကဒီစီလုံလောက်မှုပမာဏပေါ့နော်ဂျူနာအရုကစီလုံလောက်မှုရှိမရှိစစ်ဆေးရမယ်နံပါတ်1ရေခ ्या ကုစုဒီပေါ့နော်ရေတိုင်ကြီးရဲ့ရီယောအစပမာဏခိတိတ်သတ်မှတ်ထားတာနဲ့ပေါ့နော်ဟန်နိုင်ရှိမရှိစစ်ဆေးရမယ်ပြီးတော့ဒါကြီးအေရာခ ्या ပူဆိုတာကကြတော့ဗာလဲဆိုတော့ပေါ့နော်အဖုံးဒီကားအဖုံးကိုလည်းပဲဒီကားတွေမှာပါအဖုံးကိုလည်းပဲတိတိကျကျစစ်ဆေးရမယ်အင်ဂျင်အိုဒီဆိုအင်ဂျင်ဝိုင်ကတော့ဒီသူသတ်မှတ်ထားတဲ့ပမာဏပါလားမပါလားအင်ဂျင်ဝိုင်ကိုလည်းပဲစစ်ဆေးရမယ်နံပါတ်5ကကြတော့ fan value တို့ဆိုတာပန်ကာကျိုးပေါ့နော်ဟာရီကွာတက်ဆင်ရတဲ့အခြေအနေဆိုလို့ရှိရင်သူကဘလို့မှန်လားမမှန်ကန်လားဆိုတာလည်းပဲစစ်ဆေးရမယ်ဘလို့ပန်ကာကျိုးဆိုတာဘလို့လဲဆိုတော့ကားတွေပူတဲ့အခါမှာပေါ့နော်သူဘလို့အေးပေးတာအဲ့လိုပုံစံမျိုးနောက်ပြီးတော့တာယာတွေကိုလည်းပဲခုကြီးအားဆိုတာယာကိုလည်းပဲစစ်ဆေးပေးရမယ်တာယာတော့မိဆိုတာယာပန်းတွေကိုလည်းပဲဖူဆိုးစားကဂျုံတဲ့အာရုကဒီလုံလောက်မှုရှိမရှိပေါ့နော်စစ်ဆေးရမယ်ဒါကကြတော့ဓမ္မကြီးကတရားလေးစစ်ဒီချာပေါ့နော်ဒီချာရှိမရှိကောင်းမကောင်းတောင်းတလန်းနေပါလိသွားလို့ရှင်ပို့ပြီးတော့စစ်ရတယ်လေကဲနံပါတ်ဒါကကြတော့စုမီနီတန်းကန်ဆိုတာကကြတော့တင်ဆောင်ထားတဲ့ပစ္စည်းတွေကိုပေါ့နော်စစ်ဆေးခြင်းခိုးစုပ်ကူကိုဒီအမြန်အလန့်ဒီအမြန်အရှိန်နှုန်းနဲ့ဒီအမြန်လမ်းမှာတို့ပစ္စည်းတွေတင်ပြီးတော့ပေါ့နော်ပစ္စည်းတွေတင်တာကတဲ့အော်တိုရှိတက်ရှိမဟုတ်တို့ဒီပေါ့နော်ပြုတ်ကြလို့ရှိရင်ပေါ့နော်ဒီပစ္စည်းတွေတော့အများကြီးတင်နေချို့ဆိုလို့ရှိရင်ကြည်နေတာမှကြောက်စရာကောင်းတယ်လေအမြန်လမ်းတွေမှာတင်လို့ရှိရင်တချို့ဆိုပစ္စည်းတွေအမြင်ကြီးတွေကားနဲ့မတော်တဆတွေပေါ့နော်အဲ့လိုဒီတင်လို့ရှိရင်တိုင်ဟနာကြီးမားတဲ့ခိကန်ဒတ်အနေရပေါ့နော်ကြီးမားတဲ့အဲ့လိုပစ္စည်းတွေအကြီးတွေပေါ့နော်အမြန်လမ်းမှာတင်လို့ရှိရင်ကြီးမားတဲ့အနေရတဲ့ခိုးဆိုကူတို့ဒီအမြန်လမ်းမှာစုခိုးဆိုတို့ဒီထွက်ခါတဲ့အခါမှာမရေဘုရားအရင်ပေါ့နော်နင်းမို့ဆိုအထော်အပိုးတွေကိုအချီတာရီပြုတ်ကြတာတွေဒွန်းတာတွေရှိနိုင်ရောနိဒီပြုတ်ကြတာတွေပြန်ကျဲကြတာတွေဖြူရှိရလေကာလန်းတွေပေါ်မှာဟာပစ္စည်းတွေပြန်ကျဲပြီးတော့မလို့ပြုတ်ကြနေတာပေါ့နော်တချို့ဆိုလို့ချင်းအဲ့လိုတွေဖြစ်တယ်အဲ့ဒါတွေမဖြစ်ဖို့တို့ကတန်ကန်ရှိစစ်ဆေးရမယ်နိမို့ဆိုအထော်အပိုးတွေကိုစုမီနာအုပ်စုကကြတော့ပြန်ပြီးပြုတ်ပြင်းတာပြန်တင်တာတွေပေါ့နော်နားတို့ခိဆိုယောနာလိုအပ်တဲ့ဆိုချီလှုပ်ဆောင်နာတွေကိုပေါ့နော်လှုပ်ဆောင်နာတွေကိုတဲ့တူရနာခဲတွေပါအခေပါစမလုပ်လို့မရအောင်တော့ပစ္စည်းတွေဝေသားကားထွက်တော့မယ်ကားမောင်းတော့မယ်ဝေသားပစ္စည်းတွေတင်ပစ္စည်းတွေတင်အောင်မှတေးချာကျိုးတွေနဲ့တုတ်ထားလာအောင်လုံခြုံမှုရှိရလားကျိုးကတော့အပြော်အတင်းဘလို့ရှိတော့ကျိုးကတော့ဘလို့ကျိုးကိုတုံးထားတာတော့ကဲလို့လိုအပ်လို့ရှိရင်ပြန်ပြီးတော့ရမယ်ရှေ့ကဘယ်နှခုတုံးမှာတော့နောက်ကဘယ်နှခုတုံးမှာတော့တေးချာပေါ့နော်လိုရမယ်ဒါကကြတော့စူးခုတ်ကူပိုနော်ဂျူရှွန်ကကြတော့ဒီလမ်းကြောင်းကိုအသုံးပြုပြီးတော့စီကံလိုက်နာတာပေါ့နော်အချိပန်မိကြီးကဝဒီပေါ့နော်ညာဘက်ကဒီကားလမ်းကြောင်းတွေကိုတဲ့အိုးခိုးရှာဆန်းဆိုကြော်တက်ရလမ်းကြောင်းကိုပြောတာအေးခိုးရှာတက်မယ်ဒီကြော်တက်ဖို့အတွက်အားခဲတဲ့အုပ်ကြီးတော့မှတ်ထားရမယ်ပေါ့နော်ဒီတွေမှတ်ထားရမယ်တဲ့ဆိုခိုးရှာဆန်းပုံမှန်လမ်းကြောင်းတွေကတော့ဟီရာဒီကာဝဘယ်ဘက်ကနေပြီးတော့ဆိုခိုးရှိမှမောင်းနေရပါမယ်တဲ့ထိုးရဲတာဆိုထွေလာဆိုခိုးဆိုကူဂျီရိုရှာခိုကူထိုးဆိုတာကကြတော့ပေါ့နော်ဒီကာကြီးမြန်လန်းနေမှာဆိုလို့ရှိရင်အမြန်လန်းနေမှာဆိုလို့ရှိရင်ဟီယောရှိကီဆိုင်ဘုတ်တွေ
ရှာစမ်းတဲ့ဒီလမ်းပြတဲ့အရာတွေပေါ့နော်ရှိတဲ့စားတဲ့ဤသူတတ်မှတ်ထားတဲ့ဘာဤနာတို့ဒီအခြေအနေတွေကိုနော်ဆိုဤတဲ့ကြော်ပြီးတော့ပေါ့နော်အချီပန်ဟီရာဒီကာဝဘယ်ဘက်အတိုင်းပေါ့နော်ကြော်တွန်ပြီးတော့ဘယ်ဘက်အတိုင်းရှာစမ်းဘယ်ဘက်ရဲ့ဒီရှာစမ်းဒီကာလန်ချောင်းအတိုင်းပေါ့နော်ဆိုကိုရှိမတ်မောင်းမြင်လို့ရပါတယ်ဒီထွေလာထိုးရဲတာထွေလာလို့ပြောနော်ဒီဂျူရိုရှာစမ်းတို့ဒီအဝေးပြေးကားလမ်းမကြီးအပေါ်မှာတဲ့အဝေးပြေးကားလမ်းမကြီးအပေါ်မှာတဲ့ဖြောရှိစိုင်းပုတ်တွေရှိတဲ့တတ်မှတ်ထားတဲ့ခုခံဆိုစီမင်းစီကန်းတွေဥပဒေအရာတတ်မှတ်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အချီပန်ဟီရာဒီကာဝဘယ်ဘက်ကနေပြီးတော့နော်ရှိစမ်းမောင်းနေတာကိုဆိုကိုရှိမဲ့ဘယ်ဘက်ကနေမောင်းနေခြင်းကိုပေါ့နော်ဆိုကိုရှိမဲ့မောင်းနေနိုင်နေတဲ့ဘယ်ဘက်ကနေကားလမ်းချောင်းအတိုင်းမောင်းနေနိုင်တယ်ပေါ့နော်ရိုခတဆိုတာကကြရိုခတရဒီလမ်းဘေးတွေဒီလမ်းစုံနေရိုးစကူတိုင်းလမ်းစုံစတာတွေမှာပေါ့နော်ဆိုကိုရှိတော့အခေမှာစမောင်းနေလို့မရဘူးဘယ်နဲ့ပဲမောင်းနေလို့မရလဲရိုခတနဲ့ရိုးစကူတိုင်းအဲ့ဒါကမောင်းနေလို့မရပါဘူးစကားမကြီးဆိုတာကကြတောင်တန်လမ်းခါဘူးဆိုတာကကြတော့ဒီလမ်းကွေတာတွေပေါ့နော်လမ်းကွေတာတွေတိုနယ်ရူးနောက်ဆိုကိုဒီတောင်တန်လမ်းနေလမ်းကွေတာတွေလိုက်ကောင်းတဲ့တွေမောင်းနှင်ခြင်းစကားမကြီးတဲ့ဝဒီတောင်တန်လမ်းနေမှာဆိုလို့ရှိရင်နိုဘိုဒီကူရိုမာယူဆန်ဒီတောင်တန်လမ်းတွေကိုတောင်တက်တဲ့ကားတွေကိုပေါ့နော်ဦးစားပေးရမယ်တောင်တန်လမ်းတော့ဖြစ်သွားပြီတောင်တက်တဲ့ကားတွေကိုဦးစားပေးရမယ်စကားမရှိတဲ့ဝဒီတောင်တက်လို့ရှင်ပေါ့နော်နိုဘိုဒီစကားတဲ့ဒီတက်ရတာကဟာဆရှိကမူစကားရှိတာမယ်ခက်ခဲတဲ့အတွက်ဆယ်မာကြီးမိစီတဲ့ဝဒီချင်းမြောင်းတဲ့လန်တတီတွေပါဆိုလို့ရှင်ခူရာဒီနော်ခူရူမာဒီစင်းတဲ့ကားတွေကနိုဘိုဒီနော်ခူရူမာနိတက်တဲ့ကားတွေကိုမိချီကိုယူစုထဲမှာရှော့ဆိုတာကလမ်းကိုဦးစားပေးရမယ်ပေါ့နော်တို့ကစင်းတဲ့ကားတွေဆိုလို့ရှိရင်ဒီတက်တဲ့ကားတို့ကခဏရက်ပြီးတော့ဗာလေတက်တဲ့ကားတွေကိုဦးစားပေးရမယ်ဥမာရှမ်းပြည်ဘက်ဆိုလို့ရှိရင်ဘယ်ဘက်တည်လဲဆိုကြောင်မဲဘက်တည်ပါလေဆိုလို့ရှိရင်လေလမ်းတွေပါလေကျင်းလို့ရှိရင်ဘုရားစင်းတဲ့ကားအဲ့တော့ကြတော့တောင်ဆောင်လေးတွေရှိတယ်အဲ့ဟိုဘက်အဲ့ကြောင်မဲဘက်တွေပါလေအဲ့တောင်ဆောင်လေးမှာခဏရက်ပြီးတက်တဲ့ကာဟိုဘက်ရောက်ပြီးဆိုမှတော့တခါပြန်မောင်းရတာဒီစားတွေကလည်းအဲ့လိုပဲပေါ့နော်မြန်မာပြည်မှာလည်းရှိပါတယ်ချီကောက်ကူနီးရဲ့ဒီအနီးနားမှာတဲ့တိုင်းဟျောကျော်ဆိုတာကကြတော့တိုင်းဟီကျော်ဆိုတာကွန်မန်နာဆိုင်တိုင်းဟီကျော်ဆိုတာခဏရက်တဲ့နေရာပေါ့နော်ခူရူမာစရဲချီကောက်တမနီအချီကြီးတက်ခိမချီကိုအာကေတူတမေပေါ့နော် space ဆိုနေရာကိုပြောတာဒီကားခဏနဲ့ကားနှစ်စင်းပေါ့နော်ဒီမောင်းနေနိုင်ဘူးဘယ်လိုပြောရမလဲကားနှစ်စင်းမောင်းနေနိုင်ဘူးဒီအကွာဝေးဒီရှောင်းနိုင်ဖို့ပေါ့နော်ဒီခဏရက်တန့်ပေးလို့ဒီနေရာရှိလို့ရှင်ပေါ့နော်နေရာ space ဆိုနေရာကိုပြောနေရာရှိလို့ရှင်တက်တဲ့ကားတောင်မှဒီတက်တဲ့ကားဖြစ်ပေါ့နော်စစ်နဲ့ကားတက်တဲ့ကားတောင်မှဒီအဲ့ဒီတိုင်းရောဒီကားရက်တဲ့နေရာကို height တဲ့ဝင်ပြီးတော့စောင့်ရပါမယ်အစတော့တို့ကဘာပြောထားလဲဆိုတက်တဲ့ကားတွေဦးစားပေးထားတာဒါပေမဲ့ကားရက်တို့တောင်တလန်းတွေမှာကားရက်တဲ့နေရာတွေပါရှိလို့ရှိရင်အဲ့ကားရက်တဲ့နေရာကိုသွားပြီးတော့ခဏရက်တက်မျိုးတက်တဲ့ကားပဲဖြစ်ဖြစ်စစ်နဲ့ကားပဲဖြစ်ဖြစ်ခဏတော့စောင့်ပေးရမှာပေါ့နော်တက်တဲ့ကားလည်းစောင့်ရမှာပဲခူရာဒီစကတဲ့ဝါဒီအစင်းလန်းနေမှာဆိုလို့ရှိရင် break ခိကနာခုနာတူပေါ့နော်ဒီ break မရတာပေါ့နော်ဖူတိုကန်ရှော့ဆိုတာကကြတော့ဒီဘယ်လိုပြော break ကိုပေါ့နော် break ကိုအလွန်ကျွန်းကြီးမနင်း break ကိုပေါ့နော်အလွန်ကျွန်းကြီးနင်းလို့အလွန်ကျွန်းကြီးနင်းတာပေါ့ပြောတာပေါ့နော် break ကိုအလွန်ကျွန်းကြီးချွီတတိထားပြီးတော့တဲ့ခူရာဒီနာဂိုင်းခူရာဒီစကားတဲ့ဒီအစင်းလန်းအကြာကြီးပေါ့နော်အရှည်ကြီးမှာဆိုလို့ရှိရင်ဖူရိုဘရက်ကိုစုကိုင်းဒီအသုံးလုံးပြီးတော့စုကီတို့အသုံးလုံးပြီးတော့ဖူတိုဘရက်ခီနီခုကဒီဘရိတ်ကပေါ့နော်ဒီခနဲ့ဆရှိအပူပေါ့နော်အပူလွန်ခဲ့ပြီးတော့တဲ့တဲဆာဆိုရီယိုကူလှုပ်ဆောင်ချက်တွေကတဲကရှိကြဆင်းပြီးတော့တဲ့
ဖူရိုခီကဖူရိုဂီယာကပေါ့နော်ဖူရိုဂီယာဂီယာပေါ့ဂီယာမရတော့ဘူးပေါ့နော်ဘာလို့ဆိုတော့အပူတွေလွန်ခဲ့သွားပြီးလှုပ်ဆောင်ချက်တွေကြာဆင်းသွားတဲ့အခါမှာဖူရိုဂီယာကခိနာခုနာရုခိုတိုကအာရီမမရတော့တာတွေလည်းရှိတယ်တဲ့ခိုတယ်အဲ့ဒါကိုဖူရိုခန်ရှော့တို့ဤဖူရိုခန်ရှော့လို့ခေါ်ကြပါတယ်ခူရာရီစကာတဲ့ဒီပေါ့နော်အစင်းလန်းနေမှာဆိုလို့ချင်းဒီကန်ရှော့ဒီပေါ့နော်ဖြစ်စဉ်ကိုတဲ့ဟာဆဆဲဖြစ်ပွားလို့ရှင်စုကုတို့အရှင်ကိုခွန်တို့တို့စုတို့ခွတ်တို့ကတခီစုနီဒီအရှင်ကိုခွန်ထိုးမလုပ်နိုင်တော့ဘူးမလုပ်နိုင်တော့ပဲတိုင်းဟန်ဒီချီမားတဲ့ခိကန်နာအနေရရှိတဲ့ဒီဂျော်တိုင်းနီနာဒီမှာအခြေအနေတွေအနေရရှိတဲ့ຢာတွေဖြစ်ပွားစေတယ်ပေါ့နော်အရှင်ကိုမထိန်နိုင်တော့တဲ့အခါမှာဟောဒီမှာကြည့်ဒီမှာအရှင်ကိုထိန်နိုင်တော့ကာသမာကြီးအရှိန်မထိန်နိုင်တဲ့အခါမှာကြီးမားတဲ့ဒီမတော်တဆမှုတွေအနေရဖြစ်တယ်။နာဂိုင်ကိုရာရီစကောက်ဒီပေါ့နော်ရှေလျားတဲ့ဒီအစင်လန်းကြီးကိုပေါ့နော်ဒီမောင်းနှင်ပြီးတော့ဆင်းတဲ့အခါမှာတဲဆိုကူဂီယာကိုအနေဆုံးမှာထားပြီးတော့ပေါ့နော်အင်ဂျင်ဘရက်ခီယာအဲ့ဒီအင်ဂျင်ဘရက်ခီဂီယာကိုပေါ့နော်ဟိုက်ခုဒီဂီယာကိုအသုံးပြုပြီးတော့တဲ့ခါဆိုရရှိအသုံးပြုပြီးတော့ဖူရိုဂီယာရဲ့ပေါ့နော်ဂီယာကိုအသုံးပြုတာအနည်းငယ်ပဲအသုံးပြုရပါမယ်ပေါ့နော်မတ်တာနောက်တဲ့ဂီယာနဲ့ဂီယာတောင်းတာအဲ့လာကိုဘလူးဒီမှာဟန်ဆိုကူနောဂီယာကတဲ့ဤဒိုဆက်ဆိုနီစန်တာကုဆဆက်တဲ့အီချီကာလာနေခိရှိမရှိအဲ့ဒါလေဂီယာတောင်းတာကိုပဲပြောထားတာအတူတူပဲရှိရတာနဲ့ဂီယာတောင်းတာကိုဖြစ်ပွားတဲ့အခြေအနေမှာဆိုလို့ရှိရင်တဲ့တရာချီဖူတိုဂီယာကိုဒီတရာချီချက်ချင်းပေါ့နော်ဖူတိုဂီယာကိုဒီအသုံးပြုပြီးကြီးပွားတာလုံလောက်သောခန်းစုပ်ကိုအရှိန်ဖြင့်ပေါ့နော်တေးရှိဆက်စမရှုပ်ရတန်ကြရမယ်စနိုးဝေအဲ့ဒါအပြင်မိုးကြီးတို့နောက်တစ်ချိန်ကြလို့ရှင်ဂီယာကိုထည့်ပြီးတော့နောက်အုပ်စုပြုကျင်ဖို့ဟိဆိုယောကအလီမလိုအပ်ပါတယ်ဒါကကြတော့ခါဘူးဆိုတာဒီအကွိတွေရှေ့မှာဆိုလို့ရှင်အကွိတွေမရောက်ခင်ရှေ့မှာဆိုလို့ရှင်လုံလောက်တော့ခန်းစုပ်ကိုစုတို့ဒီအကွာလုံလောက်တော့အကွာအဝေးအရှိန်အကုန်လုံးပေါ့နော်ခါဘူးဒီအကွိတွေမှာတဲ့စုပ်တို့အရှိန်ပေါ့နော်ဒါရှုစုကီဒီအရှိန်လုံးတဲ့အခါမှာစရပူအိုမာကာဒီခီရဇူနီဒီအရှိန်ပေါ့နော်စလစ်ပါဆိုမတော်တဆမှုဖြစ်ပြောတော့ကွေလည်းမကွေနိုင်တော့ဘောနော်ဘလို့ဖြစ်သွားမှာလဲဒိုးတို့ကဝါဒီလမ်းရဲ့အပြင်ဘက်ကိုတိုဝီတာရှိတာဒီရောက်သွားတာကြီးတချို့ဆိုလို့ရှိရင်ပေါ့နော်တချို့ဆိုလို့ရှိရင်အဲ့လိုရှမ်းပြည်မှာဆိုလို့ရှိရင်အများဆုံးဖြစ်သွားပါတယ်ဒီလိုဟာလေဘာလို့ဆိုတော့လမ်းအကွေတွေကိုကအရှိန်မတက်တိုင်တဲ့အခါမှာကားကကြောက်ထဲကျသွားတာတို့ဘာတို့ပေါ့နော်အဲ့လိုတော်တော်များဖြစ်ကြတယ်ဘာလို့တော့ဆိုအကွေတွေဆိုတော့လေသူကအရှိန်နဲ့ဒီလုံလိုက်တဲ့အချိန်မှာမထိန်နိုင်တော့လမ်းရဲ့ဒီဒိုးနော်စွတ်တူနီဒီလမ်းရဲ့ဒီတိုဘီတာရှိတာဒီလမ်းရဲ့အပြင်ကိုပြုတ်ကျသွားတာပေါ့နော်အဲ့ဒါဖြစ်တယ်အိုဒန်စုရုတဲ့ဒီအိုဒန်စုရုကကြတော့မတော်တဆဖြစ်ပြီးတော့ခိခံကအာဒီမာဒဏ်ရာတွေဖြစ်တယ်တဲ့တုကူနီအထုသက်ဖြင့်ဟန်ဒူလူဆိုစီယာတိုင်းကိုခီတီနာငါလာခီယာတိုင်းကိုကာရင်ပေါ့နော်ဘရိတ်ကိုခါခဲလို့အုပ်လိုက်လို့ရှိရင်ပေါ့နော်အိုတန်ရှိဆိုတာကကြမတော်တဆမှုအဆီဒတ်ပေါ့နော်ရစကုနာရီမတ်ကာရာဒီဖြစ်ပွားလေတဲ့အတွက်ကြောင့်မတော်တဆမှုကဖြစ်ပွားလေတဲ့အတွက်ကြောင့်ခါဘူးဆိုတာဒီအကွေတွေဒီရှေ့မှာဆိုလို့ရှိရင်လုံလောက်တော့ဒီအရှိန်အကွာအဝေးတွေကိုထားရမယ်မတာနောက်ပြီးတော့ဟန်တို့ဒီစီယာတိုင်းကိုကန်လို့ရှိရင် S ပုံတရံကပေါ့နော်တချို့ဆိုလို့ရှိရင်ရှေ့လေဘုမမှာကွာမြေမြို့တို့ဘာလို့ဆိုလို့ရှိရင်ခုနတက်ခွေရှစ်တက်ခွေဒီအဲ့လို S ပုံတရံနေလေအဲ့လိုဆိုလို့ရှိရင်အိုတန်ရှိရစခုနာရီမတ်ကာရာဒါဆိုလို့ရှိရင်မတော်တဆမှုဖြစ်ပွားလေတဲ့အတွက်ကြောင့်ဒီဟန်ဒိုဒူဆိုတာစီယာတိုင်းကိုဒီဆိုဆာနာတို့ကန်တွေအသုံးပြုတဲ့အခါမှာဒီတိကျကျခီယူဒဆိုင်ရှင်ချော်နီအိုခိုနာဟီဆိုယောဂါဒီတိကျကျခီယူဒဆိုင်မောင်းနေဖို့လိုအပ်ပါလေတော်ရရူဆိုတာကကြတော့ဘာလဲဆိုလှိုင်ကောင်းပေါ့နော်လှိုင်ကောင်းအောင်ပုံပြီးပါတယ်
ပြင်ပြောရမယ်နော်တွန်းနေလူလှိုင်ကောင်းနေတဲ့မှာပေါ့နော်မတော်တဆမှုကြီးမားတဲ့မတော်တဆမှုတွေနဲ့ဆက်ဆက်နေခြင်းနဲ့ခိုးဆိုကူတို့ဒီလမ်းမတွေရဲ့ဒီတွန်းနေရုနိုင်တဲ့တွန်းနေရုလှိုင်ကောင်းအထဲမှာជីကိုကဟာဆေးစုရပါမတော်တဆမှုဖြစ်လို့ရှိရင်အိုခုနော်ခရမကဒီကအများစုကမာခိခိုမာတဲ့ရုဒီဘောနော်ကန်တခုနကကြက်ညက်ဘလို့ပြောမှာလဲဘလို့ပြောမှာလဲဆိုချာညက်တာပေါ့နော်ချာလေးညက်ကာချာညက်တဲ့ជីကိုနီမတော်တဆမှုတွေပေါ့နော်စနာကာရီမစကာရာဆက်ဆက်နေတဲ့အတွက်ကြောင့်စုကိနောကုတိုအောက်ပါချက်ရဒီကိုမမိုဒီလိုက်နာပြီးတော့ရှင်ချောနာဂရုဒီဇိုင်းအွန်တောင်းမောင်းနေဖို့ဥခုနိုင်မရှောဒီလိုအပ်ပါတယ်ပေါ့နော်ဂရုဒီဇိုင်းမောင်းနေကြရမယ်ဂရုဒီဇိုင်းလုပ်ကြရမယ်ဘယ်နဲ့ချက်လေးကြည့်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်6ချက်ကိုလိုက်နာဒါခိုးဆိုကူတဲ့ဒီလမ်းနေအမြန်လမ်းနေမှာဆိုလို့ရင်တွရရုဟိုင်းရုတို့ဒီလှိုင်ကောင်းတဲ့ကိုဝင်လို့ရှိရင်ねရှိတရောကူဆိုတာကကြတော့ဘယ်လိုပြောရမှာလဲဆိုတော့အမြင်ပေါ့နော်အမြင်စွမ်းအားအမြင်တို့ဆိုလို့ရှိရင်ရိုးလမ်းနေမှာဆိုလို့ရှိရင်ကားပေါ်နေကြလို့ရှိရင်တပြေးညီလမ်းရဲ့ဘယ်ညာရှေ့အောင်တပြေးညီမြင်တယ်ဒါကိုကြောင့်ကိုလှိုင်ကောင်းကြီးတဲ့ဝင်လိုက်ပြီဆိုတော့ကိုယ့်ရဲ့အပေါ်မှာလည်းဖုံးထားတဲ့ဟာတခုရှိဘေးမှာလည်းနေရင်ကြီးအဲ့ဒါကြောင့်မို့ဒီကိုယ့်ရဲ့မြင်နိုင်စွမ်းကပေါ့နော်ဖြူခဲကြီးရုပ်တရက်အလင်းအမြန်တေးကရှိမှကြာဆင်းသွားရတယ်လေကိုယ့်ရဲ့အမြင်တွေကပေါ့နော်တွနေရုတော့ဒီတဲမိုက်ဒီလှိုင်ကောင်းရဲ့ရှေ့မှာစမ်းချအရင်ကားသွားတဲ့ဟာတွေကိုပေါ့နော်ကန်းဆိုကူသူတို့ရဲ့အချိန်တွေကိုလည်းသိရမှာဖြစ်တဲ့အတွက်ကြောင့်အာရိကချာနီတိချာအာရိကကြီးမဲ့တိချာတဲ့မှာဒီကိုရဲ့ရှေ့ရပေါ့နော်စကူတို့အချိန်နေအိုတိုရှုတဲ့အခုတို့မိုနီဒီအချိန်နေသူကဘလို့နေမောင်းတဲ့အရာတွေရှာတိုင်းရောဒီကအကွာဝေးတွေကျိုးတော့လုံလောက်ပေါ့နော်ထားရမယ်တဲ့တိထားမယ်ထားရမယ်လှိုင်ကောင်းထဲမှာမောင်းနေလို့ရှိရင်ပေါ့နော်တွနေရုနိုင်တဲ့ဒီလှိုင်ကောင်းထဲမှာကျူလိုက်နဲ့ကြီးမားသောဒီဟာဆိုစိတ်ဒီမတော်တဆမှုတွေဖြစ်ပွားတဲ့အခါတွေရှိတယ်လှိုင်ကောင်းထဲကိုမဝင်ခင်မှာဂျောဟိုဘန်ဆိုတာကကြတော့ဒီကြောညာဆိုင်ဘုတ်တွေပြီးတော့ကာရေဂျီယိုရေဒီယိုစတာတွေခိုးစုဂျောခောရေဒီယိုမှာပေါ့နော်ခိုးစုလမ်းရဲ့ရှင်လမ်းအခြေအနေတွေပေါ့နော်ဟာခုဒီအခြေအနေဒီပြုမှုတွေကိုစွတ်တိုမဲတို့မနီတိချာပေါ့နော်ကျိုးဆာနဲ့ဘလို့သိထားမယ်ဒီလမ်းဟိုမှာဒီရှေ့ကတော့ဘလို့ဖြစ်နေလမ်းအခြေအနေကတော့ဘလို့ရှိတယ်ဆိုတော့ကွာကြိုပြီးတော့သိထားမှာကွာမတော်ခင်ကလေးတော့အဲ့လှိုင်ကောင်းနဲ့ဒီလှိုင်ကောင်းနဲ့ကတော့ခုဘာဖြစ်နေဘလို့ဆိုတာအဲ့ဒီ information အချက်လက်တွေတို့တွေကစုဆောင်းထားမယ်သိထားမယ်တွနေရုနီဒီလှိုင်ကောင်းအတွင်းကိုရှင်း news တို့ကြီးဒီဝင်တဲ့အခါမှာစံဖို့ရှေ့တက်တဲ့ရဲ့ကြောက်ကြောက်အခြေအနေတွေကိုရုပ်ကုကောင်းစွာချွေးရှိမှတတိထားရမယ်ဒီလှိုင်ကောင်းနဲ့ဝင်တဲ့အခါမှာကိုရှေ့တက်မှာဘာဖြစ်နေပြီးတော့ဘာလုပ်နေပြီးဆုံးတော့ကိုတိထားရမယ်အဲ့ဒါမို့ချွေးရှိမှတတိထားရမယ်ပေါ့နော်ရှင်ခိုခိနောအာဒူဆိုတာကဒါမီးပွိုင်းရှိတဲ့လှိုင်ကောင်းတွေမှာဆိုလို့ရှိရင်တဲ့ခန္ဓာရစုမဖြစ်မနေရှင်ကိုကရှိတကားဒီပေါ့နော်မီးပွိုင်းအတိုင်းလိုက်နာရမယ်ရှောမေးစစ်စပီဆိုမီအလင်းရောင်အာလူရှိတဲ့ထရန်ဒူဆိုလှိုင်ကောင်းနေတောင်မှာတဲ့လှိုင်ကောင်းနေတောင်မှာ head to right to ဆိုရှေ့မီကိုတန်တူရှိမှမီဖွင့်ထားမယ်မီလင်းရှိတဲ့လှိုင်ကောင်းတွေမှာဆိုလက်ရှိမီဖွင့်ထားရမယ်တွနေရုတော့ဒီလှိုင်ကောင်းရဲ့ ED ကုချီတို့ဝင်ပေါက်နဲ့တကိကြီးထွက်ပေါက်ကတန်ကိုရတီလူကခဝတ်တဲ့ ED ခုတို့ကအရင်ပြောင်းနေတာတွေရှိတယ်ဝင်ပေါက်ထွက်ပေါက်မတူဘူးပြောင်းနေတာတွေရှိရဘလို့အပြင်မှာဒီမှာကြည့်လေရမယ်နော်ခါလာလေးဒါဆိုလို့ရှိရင်ဘာဖြစ်နော်နေဘူးနဲ့ဒါအဝင်နော် ED ကုချီဝင်ပေါက်ဒါဆိုရင်ထွက်တော့ဒီမေမိုးရီရွာလေးလေးတိုက်ဝင်ပေါက်နဲ့ထွက်ပေါက်ကရတိဥတုဒီမတူညီတာတွေကွဲပြားတာတွေရှိတယ်တဲ့တခုချီဝင်ပေါက်အနီးနားမှာဆိုလို့ရှိရင်ရတိဥတုတစ်မျိုးပေါ့
ရာသီဥတုကတစ်မျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ခုကောင်းစွာချွေးရှိမှရှော့တတိထားရမယ်ဒါဆိုလို့ရှိရင်လေဝင်ပေါက်မှာဆိုလို့ရှိရင်နေသားနေရဲ့ထွက်ပေါက်မှာဆိုလို့ရှိရင်မိုးတွေရွာပြီးတော့လေတိုင်းမဲ့ပုံစံပြနေတယ်အဲ့ဒါကြောင့်တို့ကတတိထားရမယ်皆さんဒီပေါ့နော်စံစီတို့ခုဒီတကူတေး driver နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခေါ်ဤလေးတွေကိုလည်းနောက်ဗီဒီယိုမှာဆက်ပြီးတော့တင်ပေးပါမယ်ပေါ့နော်အဲ့ဗီဒီယိုတွေကနေမှကိုမတည်သေးတဲ့ခေါ်ဤလေးတွေကိုတေချာကြည့်ပြီးတော့လိုက်ပြီးတော့မှတ်ပေးပါနောက်ပြီးတော့အကယ်လို့ပေါ့နော်ဒီခေါ်ဤတီးတက်စာအုပ်ကိုလိုချင်တယ်ဆိုလို့ရှိရင်လည်း PCB မှာမှာလို့ရပါတယ်